မင်္ဂလာပါနိဗ္ဗာန်ကိုအာယုံပြုပြီးနေလို့ရှိရင်တဏမာနဒိဋ္ဌိတွေမဖြစ်ဘူးဆိုတဲ့အကြောင်းကိုဦးဇင်းတို့မြတ်ဗုဒ္ဓမင်းတဲ့အတိုင်းတင်ပြခြင်းပါတယ်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကအင်္ဂုတ္တရနိကေတိကနိဗ္ဗတ်ဒေဝတုတဝက်အာနန္ဒတုတ်မှာအာနန္ဒာကဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုမေးလျှောက်ပါတယ်ဘုန်းတော်ကြည်တော်မူသောမြတ်စွာဘုရားအကျင့်ရတ္တဖို့တမာရီကိုရခြင်းကြောင့်အရတ္တဖို့တမာရီရဲ့ဖြစ်ခြင်းကြောင့်ဝိညာဉ်နဲ့တကွဖြစ်သောမိမိသူတော်ဘာနှစ်ဦးသား၏ခန္ဓာကိုယ်၌၎င်းဝိညာဉ်နဲ့တကွဖြစ်သောမိမိသူတော်ဘာနှစ်ဦးသား၏ခန္ဓာကိုယ်ဆိုတာခန္ဓာ၅ပါးကိုပြောတာပေါ့နော်ခန္ဓာ၅ပါးယုံနာနှစ်ပါးကိုပြောတာဝိညာဉ်နဲ့တကွဖြစ်သောမိမိသူတော်ဘာနှစ်ဦးသား၏ဤခန္ဓာကိုယ်၌၎င်းဗိဓာဖြစ်သောခန္ဓာကိုယ်၏အပ၌၎င်းအလုံးစုံသောရူပါယုံတတ္တယုံစသောကိလေသာဖြစ်ခြင်း၏အကြောင်းနမိတ်တို့၌တဲ့ကိလေသာဖြစ်ခြင်း၏အကြောင်းနမိတ်ကအလုံးစုံသောရူပါယုံတတ္တယုံခန္ဓာယုံရတ္တယုံဖုရပါယုံတွေကိုပြောတာနော်ရူပါယုံတတ္တယုံခန္ဓာယုံရတ္တယုံဖုရပါယုံဓမ္မယုံပေါ့နော်အာယုံ6ပါးကိုပြောတာကိလေသာဖြစ်ခြင်း၏အကြောင်းနဲ့နော်ခဏလေးပေးသွားတာကောင်းပါတယ်အလုံးစုံသောရူပါယုံတတ္တယုံစသောကိလေသာဖြစ်ခြင်း၏အကြောင်းနမိတ်၌၎င်းတဏမာနဒိဋ္ဌိတွေဖြစ်ပါသလို့ငါကောင်ဟုအယူမမှုကိုပြုတတ်တဲ့ဒိဋ္ဌိငါဟာငါဥစ္စာဟုတွေ့တာမှုကိုပြုတတ်တဲ့တဏမာနာတိဟုသောအနုတ္တယဓာတ်တွေဖြစ်ပါသလို့လို့ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုမေးလျှောက်တဲ့အခါဘုရားရှင်ကိုယ်တော်မြတ်ကြီးကမဖြစ်ပါဘူးတဏမာနဒိဋ္ဌိတွေမဖြစ်ချောင်းဖြစ်တဲ့အရတ္တဖို့တမာတိကိုတဲ့ဖြစ်ပြီးတော့နေနိုင်ပါသလားလို့ရှင်အနန္ဒမထေရထပ်ပြီးတော့လျှောက်ပါတယ်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကနေနိုင်ပါတယ်တဲ့ဘလို့နေနိုင်တယ်လဲဆိုတော့နိဗ္ဗာန်ကိုအာယုံပြုပြီးတော့နေလို့ရှိရင်အရတ္တဖို့တမာတိကိုဖြစ်ပြီးတော့နေတာပါတဲ့နိဗ္ဗာန်ကိုအာယုံပြုပြီးတော့နေတယ်နိဗ္ဗာန်ဆိုတာဘယ်လိုမျိုးလဲဆိုတော့နိဗ္ဗာန်ဆိုတာအလုံးစုံသောသင်္ခါရတရားတို့ဤငြိမ်းရာကိုနိဗ္ဗာန်လို့ခေါ်ပါတယ်ဥပရိတို့ကိုပယ်စွန့်ရာကိုလည်းနိဗ္ဗာန်လို့ခေါ်တယ်အလုံးစုံသောဥပရိတို့ကိုပယ်စွန့်ရာလုံးစုံသောဥပရိဆိုတာကဥပရိဆိုတာဒုက္ခရဲ့ဖြစ်ရာတွေကိုဥပရိလို့ခေါ်ပါတယ်ကာမုပတိကိလေသာပတိခန္ဓုပတိအဘိသင်္ခါရုပတိဆိုပြီးတော့ဥပတိက၄မျိုးရှိတယ်ကာမုပတိဆိုတာကာမ၅ပြာအယုံကာမဂုဏ်တရားတွေကလည်းဒါဒုက္ခရဲ့တရားတွေပဲတဲ့ခန္ဓုပတိတဲ့ခန္ဓာ၅ပါးကလည်းဒုက္ခရဲ့တရားပဲတဲ့ကိလေသာပတိတဲ့ကိလေသာတွေကလည်းဒုက္ခရဲ့တရားတွေပဲတဲ့အဘိသင်္ခါရုပတိကုသိုလ်တို့အကုသိုလ်တို့တွေကလည်းဒုက္ခရဲ့တရားတွေပါတဲ့အဲဒုက္ခရဲ့တရားဖြစ်တဲ့ဥပတိတို့ကိုပယ်စွန့်ရာကိုနိဗ္ဗာန်လို့ခေါ်ပါတယ်နောက်ပြီးတော့နိဗ္ဗာန်ကိုဘယ်လိုခေါ်သေးလဲဆိုတော့တဏှာကုန်ခန်းရာကိုလည်းနိဗ္ဗာန်လို့ခေါ်ပါတယ်ကိလေသာရာဂအလုံးပြတ်သုံးရာကိုလည်းနိဗ္ဗာန်လို့ခေါ်ပါတယ်ဝိဒုက္ခအလုံးချုပ်ငြိမ်းရာကိုလည်းနိဗ္ဗာန်လို့ခေါ်ပါတယ်တဏှာဝါနတဏှာလို့ခေါ်တဲ့ဝါနမရှိရာကိုလည်းနိဗ္ဗာန်လို့ခေါ်ပါတယ်ဝါနမထွက်မြောက်ရာကိုလည်းနိဗ္ဗာန်လို့ခေါ်ပါတယ်နိဗ္ဗာန်ရဲ့အဓိပ္ပာယ်တွေအများကြီးရှိပါတယ်အဲ့ဒီနိဗ္ဗာန်ကိုအာယုံပြုပြီးတော့နိဗ္ဗာန်ကတန်တန်ငြိမ်သက်ပါတယ်ငြိမ်အေးလာပါတယ်ပဏိတံမွန်မြတ်လာပါတယ်လို့အာယုံပြုပြီးတော့နေတာပေါ့နော်နိဗ္ဗာန်ကိုအာယုံပြုပြီးတော့နေတယ်ဆိုတာကနိဗ္ဗာန်ကတန်တန်ငြိမ်းအေးလာတယ်ပဏိတံမုံမြတ်လာတယ်အဲ့ဒီလိုမျိုးအာယုံပြုပြီးတော့နေတာပါအဲ့ဒီလိုအာယုံပြုပြီးနေတာကိုပဲအရတ္တဖို့တမာတိကိုဖြစ်ပြီးနေတယ်လို့ဆိုပါတယ်အဲ့လိုအရတ္တဖို့တမာတိကိုဖြစ်ပြီးနေလို့ရှိရင်တဏမာနဒိဋ္ဌိတွေမဖြစ်တော့ပါဘူးတဲ့တဏမာနဒိဋ္ဌိတွေမဖြစ်ပါဘူးတဲ့ဘုရားရှင်ကိုယ်တော်မြတ်ကြီးကမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့တရားစကားတွေကို
နေ့စဉ်နာကြပြီးတော့တရားဘုဒ္ဓတွေရကြပါစေကျမ်းမာချမ်းသာကြပါစေ